မင်္ဂလာပါရှင်အားလုံးမင်္ဂလာပါစိန်တရပူမှာစလင်းစိန်တရပူမှာပေါ့နော်ဒီမှာဇီးသီးလေးတွေရပါပြီဒါလေးတွေကတော့အော်လာလေးရှိပါတယ်ဒီနေ့ကတော့ပြည်နေရအဝင်ရှိပါတယ်ပြည်နေရအဝင်ရှိပါတယ်ရှင်ပြည်နေရအဝင်ရှိပါတယ်နော်ဆိုင်မှာလာဝယ်လို့ရပြီဆိုင်မှာစိတ်တိုင်းကြလာရွေးလို့ရပြီနော်ဒီမှာခင်းပေးထားပါတယ်အိမ်စားသမားတွေဒါကကျဲဥတလုံးဆိုင်ပါတလုံးကိုကျဲဥတလုံးဆိုင်ရှိပါရှင်ဒီမှာအယောင်ကနော်အယောင်ကဒါဘာအဖက်မှထည့်မထားဘူးဒါအဝင်းမှာနော်အဝင်းမှာနော်ဘာအဖက်မှထည့်မထားဘူးအဝင်းမှာရှင်အဝင်းမှာနော်ဆိုင်မှာလာဝယ်လို့ရပြီအဝင်းမှာနော်လုံးဝအဝင်းမှာအဝင်းဟိုမှာဒီလိုအမဲ့တွေပါမယ်အမဲ့ပါရင်ကြိုက်ရင်လည်းယူမကြိုက်ရင်လည်းမယူနဲ့နော်ဒါတော့ဒီဟိုအမဲ့ကပို့ချိုပါရဲ့ရှင့်ဒီလိုအမဲ့ကပို့ချိုပါရဲ့တကယ်လို့မာယူမယ်ဆိုရင်430ခုတင်5ခု8ခုဖုန်းဆက်မာယူလို့ရပါတယ်စလင်းပန်းကြံတောင်မှတ်မှာလာဝယ်လို့ရပါတယ်ဆိုင်မှာစိတ်တိုင်းကြရွေးချယ်လို့ရတယ်နော်တပီကို1200ပါရှင်လက်ကားစေးတိတက်မှာနော်လက်ကားစေးတိတက်မှာမင်းကဂျွန်ပေးတာမဟုတ်ဘူးနော်ဂျွန်သမားမဟုတ်ဘူးသစင်ကန်သမားမဟုတ်ဘူးပင်ရင်ဓာလိုက်ပါပင်ရင်ဓာလိုက်ဆိုတော့မင်းကိုယ်တိုင်လည်းလက်ရွေးကြိုက်တယ်မလို့ဈေးတန်းမှာတော့သူများတဲ့ဆိုင်ရင်300 500ပို့ပါမယ်300 500ပို့ပါမယ်နော်ဈေးတန်းမှာလည်းသူများတဲ့ဈေးတန်းမှာလည်းသူများတဲ့လည်းပို့ပါရဲ့နော်အည်သွေးလည်းဟိုဟာဖြစ်ပါရဲ့အည်သွေးလည်းအာမခံတယ်နော်